ဘဝဆိုတဲ့အရာကဘယ်သူအတွက်မှရက်တမ်းပေးနေမှာမဟုတ်ပါဘူးဆက်သွားနေပါလိမ့်မယ်ပူဆွေးတော့ကားတွေရောက်မနေပါနဲ့ဆုံးချုံသွားတဲ့အရာမှန်သမျှပုံစံတစ်မျိုးနဲ့ကိုယ့်စီကိုပြန်ရောက်လာပါလိမ့်မယ်တခါတလေမှာတိတ်ဆိတ်ညီတမ်းမုံကစကားတွေအများကြီးပြောနေတာထက်ပိုပြီးတော့မှကောင်းပါတယ်ကိုယ့်ကိုသိတဲ့သူတွေကကိုယ်သိတဲ့သူတရားအဖြစ်ပြောင်းလဲသွားတဲ့အခါဝေါ်နေစရာကောင်းပါတယ်မျက်ရည်ဆိုတဲ့အရာကနှလုံးသားတွေကလာတာပါကြေကွေးရှင်းဆိုတဲ့အရာကကိုယ့်ကိုယ်အပြစ်ရှိတယ်လို့ခံစားချက်လောက်မလေးလံပေမဲ့ကိုယ်ဘဝထဲမှာရှိတဲ့အရာတွေကိုတော့နှုတ်ယူသွားနိုင်ပါတယ်ဒီတော့ကြေကွေးမှုတွေကိုမလုပ်ပါနဲ့မုံတိုင်းထန်ရှင်ထန်နေပါလိမ့်မယ်ဒါပေမဲ့အမြဲတမ်းတော့မုံတိုင်းထန်နေမှာမဟုတ်ပါဘူးသေချာတာတခုကတော့ဝေါ်နေမှုအကြောင်းတွေကိုလေးလာမထားရင်ပျော်ရွှင်မှုအကြောင်းကိုလည်းနားလေတော့မှာမဟုတ်တော့ပါဘူး